ကဲအားလုံးပဲမင်္ဂလာပါဝေလာရီပါရှင်ဒီနေ့ကတော့ဗောနော်ဒါမမရှင်ဖုန်းရဲ့နောက်ပြီးလို့ရှင်ဒီမမ cherry တို့နဲ့ဝေလာတို့ဒီ luxury brand 8အကြောင်းလေးတွေကိုဝေလာတို့ဒါညီမတွေ sharing လုပ်ပေးရဗောနော်ပရိသတ်ကိုဝေလာလည်းလူငယ်တယောက်အနေနဲ့ဗောနော်အခုဒါခေတ်ရည်စီအကြောင်းရဒီ luxury brand တွေကလည်းလူငယ်တွေကြားမှာလည်းအရင်ခက်စားလာတယ်ဗောနော်အားလုံးကလည်းမဖိုးလေးဆိုပြီးဝယ်တယ်ကိုင်းခြင်းနဲ့ဆိုတော့ဝေလာအနေနဲ့ကလည်းကိုဝယ်တဲ့အိတ်တွေကအတူဖြစ်မလားအစစ်ဖြစ်မလားနောက်ပြီးလို့ရှင်ဘယ်လိုမျိုးရွေးချယ်ဝယ်ရမလဲဆိုတာဒါမမ cherry နဲ့ sharing လုပ်ရင်းနဲ့ပေါ့နော်စကားလေးပြောကြပါပေါ့ညီမတွေလိုပါပဲဟုတ်ကြိုက်လားဆိုတော့လူငယ်တယောက်အနေနဲ့ကြိုက်တယ်မကြိုက်ဘူးဆိုတာထက်နေရာတစ်ခုသွားတဲ့အခါမျိုးကြတော့ဒါလိုအပ်တာပေါ့နော်ဝေလာတော့ဒီလိုမျိုး brand တွေပါရဲ့လို့သတ်မှတ်ပြီးတော့ဝတ်စားတာမျိုးတော့မဟုတ်ဘူးဝေလာနဲ့လိုက်တယ်ဆိုဝေလာကြိုက်တယ်ပေါ့နော်မြန်မာမှုလက်ရလေးလေးကြိုက်တယ်လိုမျိုးကျိန်ချင်းလေးတွေကျိန်အိတ်လေးတွေနောက်ဟိုရှစ်ခေတ်ပုံစံအိတ်ကလေးပေါ့နော် vintage ပုံစံလေးလဲဝေလာကြိုက်ပါတယ်ဒါမဲ့ဟိုကိုကနေရာတစ်ခုသွားတာအဲ့လိုမျိုးပွဲတွေပါတက်တဲ့အခါမျိုးမှာတော့ကိုကဒါအနုပညာလုပ်နေတဲ့တရုပ်ဆောင်တယောက်အနေနဲ့လိုအပ်လာတဲ့အပိုင်းရှိရပေါ့နော်အဲ့လိုမျိုးလိုအပ်လာတဲ့ခါမျိုးကြရင်တော့ဒါဝယ်ဖြစ်ပါတယ်ဟုတ်ဟို surprise လုပ်တာကြတော့ဝေလာမမလေးမသိမွေးနေ့မှာတစ်ခါ surprise လုပ်တယ်နောက်ပြီးကြတော့ဒီသတင်းကြုံမှာပေါ့ surprise တစ်ခါလုပ်တယ်အဲ့ဒါလေးတွေကကြတော့ဝေလာတို့မိသားစုတွေကဒီကြားထဲမှာအလုပ်တွေကလည်းအားလုံးပင်ပန်းနေကြတာလေတောက်လျှောက်အလုပ်တွေကများနေတဲ့အချိန်မှာဝေလာမအားတဲ့ရက်တွေကြားတွေကနေမှမိသားစုအတွက်အချိန်လေးပေးပြီးတော့အားလုံးပျော်သွားအောင် surprise လုပ်ဖြစ်တာပေါ့နော် surprise လုပ်တော့ like လေးလဲလှည့်ပြီးလို့တော့ပရိသတ်တွေလည်းတော်တော်ကြိုက်ကြတာတွေ့ဟုတ်အဲ့ဒါလေးဝေလာလည်းပျော်သွားမယ်လို့ပဲထင်တာပေါ့နော်ငိုသွားလိမ့်မယ်လို့ဝေလာလည်းမထင်ဘူးပျော်သွားလိမ့်မယ်လို့ပဲထင်တာဒါပေမဲ့သူ့အနေနဲ့ကြတော့သူကခံစားသွားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မမလေးမဒီကာလတွေမှာဟိုကိုဗစ်ကာလအခြေအနေကတချင်းဆိုတဲ့ပွဲတွေမရှိဘူးရှိုးပွဲတွေမရှိတော့တော့အိမ်မှာပဲနေနေရပါဘောနော်ဒါဝေလာရဲ့ live တွေလွှင့်ရောင်းတာနဲ့အတူတူလုံရင်းနဲ့မှအိမ်မှာပဲနေနေရတာဆိုတော့ဝေလာဒီလိုမျိုးဒါကြောတဲ့ငွေကြောတဲ့အခါကျတော့ तू အဲ့ဒါနဲ့စိတ်မကောင်းဖြစ်ပြီးတော့ तू ဝမ်းနေသွားတာနောက်တော့လေဝေလာကိုလာပြောတယ်ဟို तू ချီလဲချီကျူးပါတယ်ဝေလာအနေနဲ့နုညာကြီးလေးတွေနဲ့တတိချာလေးစူးစမ်းပြီးလုပ်ထားတဲ့အလုပ်ကနေရတဲ့ပတ်စံလေးနဲ့ကြောတော့ तू ဝေလာ appreciate လုပ်ပါတယ်ဟုတ်ဝေလာမနဂရကရောမယ်ဆိုကြရပလန်ပေါ့နော်ပလန်ရှိရပေါ့ပတ်စံနေအဲ့လိုမျိုးစပြီးစုထားပါပေါ့နော်နုညာကြီးတွေရလာရင်ဘယ်ချိန်ကြာတော့ဝေလာကရောမယ်ဆိုပြီးတော့တီးတန့်ဖေးတာပေါ့နော်ဒါသုံးနေတဲ့မပါအောင်လို့ဖယ်ထားတာပေါ့သတင်းကျွတ်တော့မေးကို10သိန်းပေါ့ဖေးကို9သိန်းမမနဲ့အကို2ယောက်နဲ့ကြာတော့တယောက်3သိန်းစီရောနော်ဝေလာအဲ့ဒီလိုမျိုးလေးကြောက်ခဲ့တာပေါ့လှပလေးနဲ့ surprise လေးလုပ်ဖြစ်တာပေါ့ဝေလာတို့တခါမှအဲ့လိုတိတ် surprise လေးလုပ်ထားမရှိဘူးဆိုတော့အကိုတွေရောအမတွေရောသူတို့အမေ surprise လုပ်မှပြောပြီးတော့မိသားစုလုံးပြန်ပြီးတော့ surprise လုပ်လိုက်တာပေါ့အလုပ်ဖြစ်သွားတာဟုတ်အရန်အများကြီးတော့မဟုတ်ပါဘူးဝေလာလည်းအခုမှတက်ဆလူငယ်တယောက်ဖြစ်တဲ့အတွက်ဟိုအရန်အများကြီးလဲဝေလာမကြော့နိုင်ပေါ့နော်ဒါပေမဲ့မိသားစုတက်တီးတန့်ဖယ်ထားတဲ့ဒီအနုပညာကြီးလေးနဲ့ကြော့တာပေါ့နော်ဝေလာလည်းတကယ်စူးစမ်းထားတဲ့ဒါအနုပညာကြီးလေးတွေနဲ့ပါလို့အများကြီးတော့မဟုတ်ပါဘူးလို့ဟုတ်ပျော်သွားတာပေါ့ပြီးတော့ညီမနှစ်ယောက်အဲ့ဒီညတော့ကြာဖတ်ပြီးတော့ငိုကြတယ်တယောက်နဲ့တယောက်ဘာတော့မဟုတ်ပါဘူးဝေလာတို့မအဲ့လိုမျိုးမပျော်ရတာကြာပြီလေအားလုံးကအလုပ်ကိုစီနဲ့ရှုပ်နေကြတာဆိုတော့ဝေလာကိုလည်းသူတို့အဲ့လောက်ထိတိတက်လိမ့်မယ်လို့ဟိုမမတို့ကဟိုပါလဲမတွေးထားဘူးပေါ့နော်တကယ်တမ်းကြောက်ဝေလာနုညံ့ကြီးရလာတော့ဒါကိုမိသားစုကိုကလေးပြန်ကြောဖြစ်တာပေါ့အိမ်ရဲ့ဒီအသုံးစရိတ်တွေပါတွေကိုလည်းဝေလာပဲအခုလက်ရှိမှာတောက်လျှောက်ကလုံနေတာပေါ့နော်အဲ့ဒီကဂျားတဲ့အောင်မှအပြင်ဒီလိုမျိုးကြောတာတီတန်ကြောတာဆိုတော့သူတို့လည်းအရန်ကိုပျော်သွားတာပေါ့ဟုတ်တယ်ဝေလာတို့မိသားစုကအပြန်လှန်ပေါ့နော်ကိုင်းကျွန်းကိုင်းမိသားစုဖြစ်တယ်မမအဆင်ပြေတဲ့ချိန်မှာလဲဝေလာတို့မိသားစုပြန်ပြီးတော့ကြည်ပြီးသလိုပဲဝေလာလည်းဝေလာရဲ့အတိစိတ်တက်ကနေပေါ့နော်ဝေလာလည်းဒီချိန်နေရောက်တဲ့အခါမှာဒါမိသားစုကိုပြန်ပြီးတော့ကြည်တင်တယ်လို့ထင်တယ်ဒါမိသားစုဆွေမျိုးသားချင်းတွေကိုကြည်ရဒါပြန်ပြီးတော့ကြည်ရမှာပေါ့နော်ဒါကိုယ့်ရဲ့အတိစိတ်တက်လေးနဲ့ပဲလုပ်ခဲ့တာပါဟုတ်ဝေလာဆရာမမဟုတ်ပေါ့နော်ဝေလာရဲ့ဆရာတွေအားလုံးဝေလာကြောမယ်လို့စီစဉ်ထားတာပေါ့နော်ဒါပေမဲ့ဝေလာအခုမမီဝဲနဲ့ကေအောင်နေဇလန်တွေစလာခြင်းဆိုတော့ဆရာဦးဟိန်ဆိုပေါ့နော်ဒါရိုက်တာဆရာဦးဟိန်ဆိုကဝေလာတို့မမီဝဲနဲ့ကေအောင်နေဇလန်တွေမှာဝေလာကိုအများကြီးတင်ပေးခဲ့တယ်ပေါ့နော်ဟိုအများကြီးတင်ပေးခဲ့တယ်ဆိုတော့ဒါကျေးဇူးရှိတဲ့အတွက်ကြောင့်မလို့ဝေလာဒီဇလန်လေးမလွှင့်ခင်မှာအမှတ်တရလည်းဖြစ်သွားအောင်ပေါ့နော်ဆရာနဲ့လည်းဟိုမစုံနာအရန်ကြပြီဝေလာတို့ဟို3လပိုင်းကလေးရိုက်ပြီးပါဆိုမစုံနာအရန်ကြပြီဆိုဆရာကိုလည်းသွားတွေ့ရင်လည်းတော့ပြုရင်လည်းပေါ့နော်သွားပြီးကြောဖြစ်တာအိမ်နေမှာဆရာလည်းကြောတယ်ဒါအဖွားပေါ့ဖွားပေါ့ဝေလာတို့ဖွားပေါ့အသက်80ကျော်ပြီဖွားကိုလည်းဝေလာတို့သွားပြီးတော့ကြောခဲ့ပါတယ်အိမ်နေတနေတယ်လေတရင်ချစ်ဆိုတော့ဟုတ်